ဟာလေလုယာနည်းအတိုင်းနေရှော့ပြလို့နော်ဟာလေလုယာနေကောင်းကြလားโอเคနေကောင်းတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘုရားခင်ပေးတဲ့နေကောင်းခြင်းကြားမှချင်းတာဖြစ်တယ်နော်ဒီမကောင်းလို့မကြားမှတဲ့လူတွေပြောင်းများစွာလောကမှာရှိတဲ့အချိန်မှာဘုရားခင်ကျွန်တော်တို့ကိုကြားမှပူပေးတယ်ပြင်ဆင်ပေးတယ်နော်အခုနောက်ပတ်တော့ကျွန်တော်တို့အဓိကကကျမ်းစာအခြေပြုမဲ့ကျမ်းပိုက်ကတော့လူကာခန်းကြီး30ပေါ့နော် for with God nothing should be impossible နော်ဒီနေ့ဘုရားခင်နဲ့သူရှိရဆိုလို့ရှိရင်တော့မဖြစ်နိုင်တော့အမှုမရှိဘူးလို့ပေါ့နော်ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်ဒီနေ့အဲ့ဒီຢာလေးကိုချိန်ခံရမှဒီနေ့ဒီပေါ့နော်ဒီနေ့ဝင်ထားတဲ့ဒီကောင်ကိုဖြစ်တယ်အဓိကကကျွန်တော်တို့ဘုရားခင်ကကျွန်တော်တို့ဘုရားခင်ကမတတ်နိုင်ဘူးမဖြစ်နိုင်ဘူးဆိုဘုရားနဲ့ဆိုလို့ရှိရင်တော့မတတ်နိုင်တာမရှိဘူးမဖြစ်နိုင်တာမရှိဘူးလို့ကျွန်တော်တို့ကယုံကြည်လက်ခံတယ်အဲ့ဒီအရာကဘသူတွေအတွက်ထိရောက်ပြီးမှဘသူတွေအတွက်မထိရောက်ဘူးလဲဆိုတာကိုရင်ဆုံးဆင်ခြင်ပြီးတော့ပုံတိုင်းရပါတယ်ယေရှုခရစ်တော်ကပြောတဲ့စကားကသူ့စီမှာမကြားမာတဲ့လူတွေသွားတယ်အဘကသူ့ကလေးကိုမကြားမာတဲ့အခါမှာသူ့တောင်းပွားတောင်းတယ်ပွားပြီးတော့ပြင်ပြတယ်အဲ့ဒီချိန်မှာအဲ့ဒီသူ့အဖေကိုကလေးရဲ့ဖေကိုသူကပြောတယ်ဆိုတော့သင်ယုံလားလို့ယုံရင်ဗါလေဖြစ်နိုင်တယ်ဘုရားခင်တတ်နိုင်တာရှိပြီးယုံရင်ယုံကြည်ခြင်းတိုင်းဖြစ်နေတယ်လို့သူပြောတယ်ဖြစ်နိုင်ရင်တော့ကျွန်တော်ရဲ့ကလေးကိုကျမ်းမာစီမှာလို့တောင်းတာအဲ့ဒီအခါမှာသူကအဲ့ဒီချိန်မှာယေရှုခရစ်တော်ကဖြစ်နိုင်ရင်တော့ဟုတ်လားဘယ်တော့ကိုပြောနေဖြစ်နိုင်ဒါဆိုရင်ယေရှုခရစ်တော်ကပြောဆိုတော့ယုံကြည်ရင်ဖြစ်နိုင်တယ်ဘာလို့ဆိုလို့လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့မှာဘုရားသခင်ကတော့အလုံးစုံတတ်နိုင်တဲ့ဘုရားသခင်ဖြစ်ကြောင်းကိုကျွန်တော်တို့ဘုရားဒီကနေ့ကြားတယ်နားတယ်ဒီနေ့ဒါပေမဲ့ကျွန်တော်တို့အထက်မှာအဲ့ဒီတတ်နိုင်ခြင်းဘုရားသခင်ကလူအားလုံးကိုတတ်နိုင်တယ်မဖြစ်နိုင်တော့အရာမရှိဘူးဆိုတဲ့အရာကိုကျွန်တော်တို့ကိုယ်တိုင်အပေါ်မှာဖြစ်စေဖို့ရတဲ့ယုံကြည်ခြင်းပါဗျာဟာလေလုယာအဲ့ဒီယုံကြည်ခြင်းရှိမှပဲကျွန်တော်တို့တက်တာထဲမှာပဲမတတ်နိုင်တာမဖြစ်နိုင်တာမရှိဘူးဗျာဘုရားခင်အားဖြင့်။ဘာကြောင့်လဲဆိုတော့ယေရှုခရစ်တော်ကိုယုံကြည်လက်ခံတဲ့တာသမီတရားစေတမ်းအတွက်မဖြစ်နိုင်ဘူးဆိုတာရှိတယ်။မဖြစ်သေးတာမရှိဘူး။ဟာလေလုယာမဖြစ်သေးတာဖြစ်လာသေးတာမရှိဘူး။ဖြစ်လာတယ်ကျွန်တော်တို့ရဲ့တက်တာကျွန်တော်ဒီနေ့ကိုယ့်ကိုယ်ပြန်စမ်းစစ်ကြည့်တယ်မပြောင်းလဲခင်တက်တာကျွန်တော်တို့မိဘတွေဘလို့ပြီးဆက်ပြီးတယ်အစားရှောင်ပြီးတယ်စတောင်းပြီးတယ်ဒီနေ့အစာလက်ခံပြီးတော့ရေမတော့ဘူးလားဖြစ်ဖို့ဒါပေမဲ့သူတို့ရဲ့ယုံကြည်ခြင်းကတာသမီတွေအတွက်ပြောင်းလဲစရာဖြစ်တယ်ဒါလည်းဒီတိုင်းပဲမိဘတွေသူရဲ့ပိုးဖွားတွေရားခင်စတောင်းပြီးတယ်ကျွန်တော်လည်းဒီတိုင်းပဲဖြစ်မှာပဲအမေကစတောင်းတယ်စားရှောင်စတောင်းတယ်ရာတွေအများကြီးဖျားခင်စီမတို့ကပေးစားပေးတော့ကျွန်တော်တို့ကတော့မသိဘူးလေနော်ချိုင်းလို့အသက်ရှင်ပြီပဲညီမတွေကမျောလင်းချက်ထားတဲ့အရာတားပြောင်းလဲပါစေတမီးပြောင်းလဲပါစေဆိုမှဖျားခင်စီမတတ်နိုင်ဘူးဆိုတာမရှိဘူးဆိုတာသူတို့ယုံကြည်တဲ့အခါမှာလူတွေစီမှာကူညီပါကောင်းလာတယ်ဖျားခင်စီလူနဲ့ပါရင်တော့ဖြစ်နိုင်ဘူးလို့ပြောတယ်ရှိလူအတွက်မဖြစ်နိုင်ဘူးလို့ပြောတယ်ဘလို့ဘုရားခင်အတွက်ဖြစ်တယ်အဲ့ဒါကြောင့်မို့ကျွန်တော်တို့ပါတဲ့နေရာတိုင်းရောက်တဲ့နေရာတိုင်းမှာဘုရားနဲ့သူရှိသလားမရှိဘူးလားဒီနေ့တက်တာကိုကျွန်တော်တို့ဆင်ခြင်ပြီးမှဘုရားခင်မတတ်နိုင်တာမရှိဘူးဆိုတော့ကျွန်တော်တို့ကမတတ်နိုင်တဲ့ဘုရားကိုဘာတကူမှမဖြစ်နိုင်ဘူးအကုန်လုံးဖြစ်နိုင်တယ်တတ်နိုင်ရဆိုတဲ့ဘုရားကိုကျွန်တော်တို့ရရသားနဲ့ကျွန်တော်တို့စိတ်အားငယ်ပြီးမှကျွန်တော်တို့ကဒီကနေ့စာတန်ကိုနေရာပြီးနေစိတ်ဓာတ်ချပြီးတော့ကျွန်တော်တို့တက်တာကိုဆုံးရှုံးခံနေတယ်ဒီနေ့ခုနကပတ်သွားတဲ့အကျမ်းပိုင်းမှာဘုရားသခင်မတတ်နိုင်တော့မူတော့အမှုမရှိလူကာခန်းကြီးဒီလိုဆိုမတိတိပထင်ဟမ်တာအပါခေါ်စင်ခိုင်ဖို့တဲ့အိုမဖြစ်နိုင်တော့အရာစုံတစ်ခုရမရှိအဲ့ဒီတဲ့ကြောင့်ဖြစ်နိုင်တော့ယေရှုခရစ်တော်ပြုတဲ့ဘုရားကိုဆရာတော်ဆင်ချင်တယ်သူတို့ဘာလို့နေရာသူရောက်တဲ့နေရာတိုင်းမှာအမှု
တော်ဆောင်တဲ့ဖာရှိတွေအတွက်တခါမှမဖြစ်ဘူးနဲ့အော်ဖော်ရနေတဲ့ခဏလူတွေကလည်းထားဖူးတာမရှိဘူးမျက်မမြင်တဲ့လူတွေလည်းသူတို့ကမျက်မမြင်ဘလို့ဒီနေ့သူတို့ရဲ့ life time ကို real life time ကို experience မရှိဘူးလက်တွေ့ကြုံတဲ့အရာတွေလက်တွေ့ခံစားတဲ့အမှုကြီးတဲ့ကောင်တို့ကမယုံနိုင်ဘူးအော်ချတယ်ယေရှုခရစ်တော်ကမျက်မမြင်တဲ့လူကိုမျက်စိမြင်စေတဲ့အခါမှာမျက်ကိုမြင်တယ်လို့မြင်ရဖို့ဘုရားရဲ့ယေရှုခရစ်တော်ပြုတဲ့အခါမှာသူတို့ကအော်သူကရင်ကမွေးကလေးနဲ့ဒီနေ့မျက်မမြင်တဲ့လူမဟုတ်ဘူးလားရှင်းတယ်မတော်ဘူးလေဒါလည်းသူကရှင်းတယ်မတော်ဘူးလေမွေးဖွားလာတဲ့လူမဟုတ်ဘူးလားလို့ပြောတယ်ဒါပေမဲ့လည်းဘုရားသခင်အတွက်ကမတတ်နိုင်ဘူးမဖြစ်နိုင်ဘူးဆိုတာမရှိဘူးဆိုတာသူတို့ကခုတ်ပတ်တယ်ဖတ်ပေါ်ခံတယ်ဒီကောင်းပြီးဘုရားကအရာအလုံးကိုသဆွနေ။ဘောင်ကြီးကလည်းမြေကြီးကလည်းခံစင်းပြီးတော့ဒီပိုင်ကအဆူတော်မူတဲ့ဘုရားသခင်ဖြစ်တယ်။ကျွန်တော်တို့လူသားကိုလည်းပြန်ပြီးတော့ဖန်ဆင်းတဲ့ဘုရားသခင်ဖြစ်တယ်ဆိုတာကျွန်တော်တို့ကနားလည်တယ်။ဒါမှဟောင်းချမ်းမှလည်းအများကြီးကျွန်တော်တို့သိတယ်။မဖြစ်နိုင်တော့ဘူးလို့ကျွန်တော်တို့ထင်နေရတယ်။အယောစုတွေကိုပြန်ပြီးတော့သူ့ရဲ့ဣသရေလစစ်သားအတွက်ပြန်ပြီးတော့ထမ်းမြောက်စေပြီးမှအသားပြည်စေတယ်အသွေးပြန်ပြီးတော့အချောတွေပြန်ပြီးတော့ပြည်စေပြီးမှဒီနေ့စစ်တပ်နေရာမှာပြန်ပြီးတော့အသုံးခံတဲ့ဘုရားသခင်ဖြစ်တယ်ဘုရားသခင်ကအယိုး၆တွေကိုလည်းပြန်ပြီးတော့ထမ်းမြောက်စေတယ်လူသားအဖြစ်နဲ့ပြန်ပြီးတော့ပြည်တယ်အဲ့ဒါကလည်းဖြစ်မှာဒါမှဟောင်းတဲ့မှာကျူပြီးတာဖြစ်တယ်သိချောက်တဲ့အယိုးကျွန်တော်တို့ယူတော့အသားဖြစ်စေတယ်လားဘုရားပါရင်တော့ရကောင်းရမယ်ဘုရားမပါရင်တော့ဘယ်လို့မှမဖြစ်နိုင်တဲ့အရာဖြစ်တယ်ဘယ်လိုပဲကြိုးစားဘယ်လိုပဲလုပ်ကျွန်တော်တို့ကြိုးစားတော့ရအောင်နတ်တာပဲဖြစ်ဘာမှလည်းအကျိုးရောက်အကျိုးရှိတယ်လို့နော်ပြောချင်တာဖြစ်တယ်နော်ဒီနေ့အခုနဘာပြောလဲဆိုတော့ Mark chapter 9 verse 23 to 25 မှာကျွန်တော်တို့ဖတ်လို့ရတယ်နော် if you can said Jesus everything is possible for one who believe ကျွန်တော်ဒီကနေ့ယုံကြည်တဲ့လူတွေကတော့ဒီကနေ့ဘာဖြစ်မလဲဆိုတော့ဖြစ်နိုင်တယ်ခုနပြောမယုံကြည်ခြင်းမရှိဘဲနဲ့ကျွန်တော်တို့တက်တာတွေမှာဖြစ်နိုင်လားနတ်ဆိုတော့ဖို့ဖြစ်နိုင်လားကျမ်းမာချင်းရဖို့ဖြစ်နိုင်လားအဲ့ဒီ24-25ကိုကျွန်တော်ဆက်ဖတ်တဲ့အခါမှာကျမ်းမာတဲ့ခရီးအကြောင်းကိုကျွန်တော်သိရတယ်အဲ့ဒါဘယ်သူကြောင့်လဲဆိုတော့သူ့အဖေဖြစ်ယေရှုခရစ်တော်ကိုစီကိုသွားပြီးမှယေရှုခရစ်တော်ကိုသွားတောင်းတဲ့အခါမှာဖြစ်နိုင်ရင်တော့ကျွန်တော်သားလေးကိုကလေးကိုပျောက်စေပါလို့ပြောတဲ့အခါဖြစ်နိုင်ရင်တော့အဲ့ဒါကိုယေရှုခရစ်တော်ကမကြိုက်ဘူးအဲ့ဒီအခါမှာသူ့ကိုပြန်ပြောတယ်ဘာလို့မယုံကြည်ခြင်းပဲလဲသူကပြန်ပြောတယ်နော်မဆပေးပါလို့ပြောတယ်ကျွန်တော်တို့ကလူတွေကမယုံကြည်နိုင်တာသိတော့အဲ့ဒီလူကလည်းဝိညာဉ်ရေးရမှာပါဏတ်တဲ့လူဘုရားကိုကြောက်ပြီးတဲ့လူဖြစ်ကောင်းဖြစ်နေတယ်အဲ့ဒီအချိန်မှာသူကပြောတယ်ဆိုတော့ကျွန်တော်မယုံကြည်ခြင်းတွေကိုမဆပေးပါဘသူကိုကိုကြီးတောင်းရမယ်ဆိုတော့ဘုရားသခင်စီအဲ့ဒီအချိန်မှာဘုရားသခင်ကတတ်တယ်အဲ့ဒီကလေးစီမှာရှိတယ်အထဲမှာရှိတယ်နတ်ပူတဲ့အရာတွေမောင်းထုတ်အဲ့ဒီနေ့မှာပဲယေရှုခရစ်တော်ကဒီကလေးကိုဘာပြောလဲဆိုတော့ကလေးရဲ့အထဲမှာရှိနတ်ဆိုးကိုနောက်တစ်ချိန်ထပ်လို့ပို့ပြန်တယ်ဒီသားတာမိဝတ်လို့ကျွန်တော်တို့တက်တာတယ်မဖြစ်နိုင်တဲ့အရာတွေမဖြစ်နိုင်ဘူး negative thinking တွေမြင်တော့ဝင်လာတော့စာတန်ကိုများနေရပြီးတဲ့တက်တာတွေကိုကျွန်တော်တို့သွားတဲ့လမ်းတွေကိုဘုရားဒီကနေ့ဗာလေလမ်းကိုပိတ်ဆို့နေတဲ့အရာတွေကိုကျွန်တော်တို့ကဒီနေ့လူဘဝကိုရဲ့အရာတွေကျွန်တော်တို့သူစီကိုပေါင်းနေကြမပေးပဲနေယေရှုကလည်းဒီနိယုံကြည်တော်တဲ့နေယူအားဒီတော့နားနေယူလုံးဝပြရတော့တယ်ယုံကြည်တော်သူဖြစ်ခြင်းနဲ့ခပ်သိမ်းတော်မူလို့ကိုတတ်နိုင်တော်မူသည်ဟုမိန့်တော်ယေရှုခရစ်တော်ကိုပြောအရာလို့ခပ်သိမ်းတော်အရာခပ်သိမ်းတော်မူကိုဒီနေ့ခပ်သိမ်းတော်အမှုလို့ကိုတတ်နိုင်တော်မူသည်ဟုမိန့်တော်ယေရှုခရစ်တော်အဲဒီကလေးရဲ့အဖေ
ပြောပြတာဖြစ်အဲ့ဒီနေ့မှာပဲအဲ့ဒီကလေးကိုလည်းပြန်ပြီးတော့25ကိုပြန်ပြီးတော့ဖတ်ဖို့လက်တာရခံချင်တယ်အဲ့ဒီအကြောင်းလေးတော့သူကပြန်ပြီးတော့ဒီနေ့ခံယူတာကလေးကိုလည်းကျမ်းမာစေတယ်သူ့အဖေအတွက်လည်းပို့ပြီးတော့ယုံကြည်ခြင်းမှာအားကြီးစေတယ်မနေ့နေ့ foundation ကိုဖြစ်သွားတာဖြစ်ကျွန်တော်တို့လမ်းမရှိတော့ဘူးကျွန်တော်တို့ပြောတဲ့အခါလူအတွက်လည်းလမ်းမရှိဘူးဒီနေ့ဘယ်လိုဘယ်လဲတော့ညာလဲတော့ရှင်းလဲတော့နောက်လဲတော့လူကျွန်တော်တို့အားကိုးပါလေဆိုတဲ့လူကိုလည်းကျွန်တော်တို့ဒီနေ့တော့လည်းကိုယ်ရတဲ့နေ့ရက်ပဲအများကြီးရှိတယ်ဒါမဲ့ဘုရားကိုကျွန်တော်တို့ဘုရားခင်ကဝေးနေ He is the way He is the truth He is the life ဒီကဘာပြောလဲဂျွန်ဘာထဲမှာစနေထဲမှာစနေ6ထဲမှာမာနီလမ်းရှိဖြစ်တဲ့မာတရားဖြစ်အသက်နဲ့ဖြစ်ဒီရှုခရစ်တော်ကျွန်တော်တို့ဖြစ်နိုင်တဲ့အရာတွေကိုဖြစ်စေတဲ့ဘုရားဖြစ်တယ်။ဒါဒီနောက်ဆုံးအနေနဲ့တော့ပြောမယ်။မောရှိကိုဒီကနေ့စာတာမနက်ကလည်းရန်ပါနာပြီးတော့လိမ့်ပါ။အီဂျစ်ပြည်ကလည်းဣသရေလလူတွေကိုတင်းနဲ့ချီပြီးတော့ဒီနေ့ခေါ်ဆောင်သွားတယ်။မိန်းမကလေးဆိုလို့ရှိရင်တန်းနဲ့ချီမှာပေါ့နော်။အဲ့ဒီယောက်ျားဦးတက်ကိုမှသူကဘာလဲဒီနေ့တင်းနဲ့ဘုရားအဲ့ဒီအချိန်မှာဒီနေ့သူတို့ကတော့အီဂျစ်ပြည်ကနေကြောက်ခိုင်းပြီးအီဂျစ်ပြည်ကိုကြောက်ခိုင်းပြီးကျွန်တော်တို့အရှိမဘရောဒီကနေ့ကျွင်းနေရကလည်းပြုတ်သွားပြီဒီနေ့ရိုက်တဲ့ချင်းလည်းမရှိတော့ဘူးဘာများသူတို့ပြောပေမဲ့လည်းအရှိမပင်လေကြီးကပင်လေကြီးကသွားမဲ့လမ်းအိတ်သွားလမ်းမရှိစာတန်ကလည်းကျွန်တော်တို့ယုံကြည်သူတွေတွားရလမ်းတစ်ခုတိုင်းမှာသူကပါလို့ဆိုတော့ weight blocker ဖြစ်နေတယ်ဘောနော်အမြဲတမ်းကျွန်တော်တို့တိုးတက်တော့မယ်ကျွန်တော်တို့ပြောင်းလဲတော့မယ်ဆိုလို့ရှိရင်တော့အမျိုးသောနိလန်းနဲ့လမ်းတွေကိုပြဆုံးပေးတယ်ဒီလေနဲ့သုံးခါနဲ့အဲ့ဒီတစ်ခုแท้ကိုဒီနေ့ဒီကြားစာထဲမှာဒီတစ်ခုကိုဒီပြောချင်တယ်နာခုလောက်နဲ့ဘာဖြစ်မှာဆုံးလဲမောရှိွားတယ်သူကယုံကြည်သူဘုရားစကားကိုနားထောင်ပြီးမှဘုရားစကားကိုနားထောင်ပြီးမှသူကဘုရားကိုဆိုတာဒါမဲ့သူရဲ့ရှိမှကြီးမားဆုံးသောပင်လေကရှိလမ်းမရှိဘူးပင်လေထဲမှာလမ်းမရှိဘူးဒါမဲ့အဲ့ဒီပင်လေကိုဘသူအားဖြင့်လမ်းကြတော့မဖြစ်နိုင်တဲ့အရာတို့ဘုရားခင်နဲ့ဆိုတော့မဖြစ်နိုင်တာမရှိဘူးအဘယ်မှုမှမတတ်နိုင်ဘူးဆိုတော့ဘုရားခင်ကမောရှိကိုလူအနေနဲ့မဖြစ်နိုင်ဘူးလေယေရှုခရစ်တော်ပြောပြတဲ့စကားကိုပြန်သုံးသပ်ကြည့်လိုက်လူအပြည့်မဖြစ်နိုင်ပေမဲ့ဘုရားခင်ပဲဖြစ်နိုင်တယ်အဲ့ဒီချိန်မှာဘုရားခင်သူစကားပါပြောဘုရားခင်သူ့ကိုတောင်းဝဲအတုံးခံပြီးမှတော့သူစုတော်ဘုရားခင်ကပေးတဲ့စကားနဲ့ထုပ်ပတ်တော်အရာကြီးအဲ့ဒီနှုတ်ပတ်တော်ကိုခံယူပြီးမှအဲ့ဒီယေရှုဘုရားခင်ကသူ့ကိုမလို့နှုတ်ပတ်တော်ပေးတဲ့အတိုင်းသူကအမှုပြုတဲ့အခါမှာပင်လေကချမ်းကွယ်ပေါ်သွားနေတာဖြစ်တယ်လူအနေနဲ့မတတ်နိုင်ဘူးဘုရားခင်တတ်တယ်ဟာလေလုယာအာမင်အဲ့ဒါလူဟုတ်ဘူးဘောရှိဟုတ်ဘုရားတတ်နိုင်ခြင်းဖြစ်တယ်အဲ့ဒီနံပါတ်1ဒုတိယမှာဒီနေ့ယောရှုနော်ယောရှုမောရှိကိုခေါ်ရမှုချင်းခံပြီးမှပြန်ပြီးတော့ဒီကနေ့ယောရှုနဲ့ဘောဂတ်တို့ကဆက်လက်ပြီးတော့ဣသရေလလူတွေပြန်ပြီးတော့ဆက်လက်ပို့ဆောင်ဒုတိယအဲ့ဒီအချိန်မှာမဟာဥဒရိုင်းကြီးလို့ပြောရမှာပေါ့မြို့ကိုကာယံထားတဲ့တိုင်းကြီးတွေကအဲ့ဒီမြို့ကိုဂျေရခုံမြို့ကိုဖျက်ရမယ်သွားရမယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဂျေရခုံမြို့ကြီးမဖျက်ရင်တော့လမ်းကမပေါက်ဘူးအဲ့ဒီမြို့ကိုဖျက်ရမယ်ဒါမဲ့ဥဒရိုင်းကြီးဘယ်လိုမှလူအနေနဲ့မဖြစ်ဘူးဘုရားခင်စီကိုသူတို့ကဆူတောင်းတယ်ဘုရားခင်စ
ကားပြောတယ်အဲ့ဒီချိန်ဘုရားသခင်ကသူတို့ကိုဘာလဲ guide လုပ်ပေးတယ် instruction ပေါ့သူတို့လုပ်ရမယ့်ရာ၊ွားရမယ့်ရာနီးလန်းလေးကိုသူတို့ကိုပေးတာဖြစ်တယ်အဲ့ဒီချိန်မှာသူတို့ကလည်းအရာကိုဒီစကားကိုသူတို့ခံယူပြီးမှဒီခုံမြုပ်ကြီးကိုခုနှစ်ချိန်ပတ်တာဖြစ်တယ်နောက်ဆုံးမှာအတန်အော်ပြီးမှကျေသောအတန်နဲ့အော်ပြီးမှအောင်ပွဲခံတဲ့အခါမှာအုတ်တိုင်းကြီးပြုံကြသွားတာဖြစ်တယ်သူတို့ကဘာတစ်ခုမှဒီကနေ့ဘာလဲဖြိုဖျက်ဖို့ရတဲ့ဘာဖြစ်စီမှအကုန်မခံဘုရားခင်ကအလိုတော်ရှိရင်တော့ဘာမဆိုဖြစ်စေတယ်ဘုရားခင်မဖြစ်နိုင်တဲ့အဘေမှုမှာမတတ်နိုင်တော့အရာမရှိဘူးလို့ပြောတဲ့အခါခပ်သိမ်းသောအရာပါအယိုးချောင်းပဲဖြစ်ဖြစ်ဒီနေ့အုတ်တိုင်းပဲဖြစ်ဖြစ်ပင်လေပဲဖြစ်ဖြစ်သူကိုယ်တိုင်လို့တော့သူလက်မှာပဲအားလုံးအရာအားလုံးကရှိတတိယနားလေအောင်ဥပမာအနေနဲ့များပြောပြတာဖြစ်တယ်နော်ဒါဝိမင်းကြီးကလည်းသူ့အသက်တာထဲမှာသူ့အတွက်သူသွားတဲ့လမ်းတွေမှာအဲ့ဒီဘာလဲအရင်ဦးဆုံးကဘသူကလုပ်တယ်လဲဆိုတော့သူ့နာမည်ကြီးလာဖို့လည်းတစ်ဖက်ကဖြစ်တယ်လို့သူ့အတွက်လည်းကြီးမားသောဘုရားသခင်သူနဲ့သူရှိခြင်းဘုရားသခင်မတတ်နိုင်ဘူးဆိုတာမရှိဘူးဆိုတာသူကိုယ်တိုင်တစ်တည်ပြဖို့ဘုရားသခင်ကသုံးတော့ရှင်ဘီရဲ့အတွက်ရှောလူရှင်ဘီကိုအရင်ဆုံးဒီကနေ့အနွင့်တက်လောက်ထားတဲ့လူဖြစ်တယ်ဒါပေမဲ့လည်းအဲ့ဒီရှောလူရှင်ဘီကဒူးတော်ပြီးတော့ကြောက်နေတဲ့အချိန်ဖြစ်တယ်သူတယောက်ထင်လားဆိုတော့သူတယောက်ထင်မဟုတ်ဘူးရှင်ဘီမဆိုင်ရဲ့ငေပေါင်းငေပါအားလုံးသူနောက်လိုက်ပဲအကုန်လုံးကကြောက်တယ်ဘုံလုံးမတော့ချင်းဖြစ်စေစီမှုမှာလောက်သူတို့တက်တာလဲမှာဒီကနေ့အတွေ့အကြုံရှိပြီဖြစ်စေသူတို့ကြောက်တယ်ဒါပေမဲ့တခါမှဒီကနေ့ဘောနော်ဒီကနေ့ခံမေဓာတ်တွေကန်ပြီးတော့ဒီကနေ့တခါမှစစ်လက်နဲ့အစုံနဲ့ဝက်စီဖူးတဲ့သူမဟုတ်တဲ့ဒါဝိဘုရားနဲ့သူသွားလာတဲ့ခါမှာဘောနော်ဒီကနေ့သူကပါလို့ဆိုတော့အဲ့ဒီအတန်ကိုသူကြားတယ်နေတိုင်းသူတို့ဣသရေလလူတွေကိုစင်ခေါ်တယ်လို့ပြောတယ်အဲ့ဒီအတန်ကိုကြားတဲ့ခါမှာဘာကြောင့်များလဲသူမခံနိုင်ဘူးဝိညာဉ်ရှိတဲ့လူကဝိညာဉ်အတန်နဲ့သူနားကြားတဲ့ခါမှာအဲ့ဒါကဘာလဲဖျားလူမဟုတ်တဲ့ဖျားရဲ့လူမဟုတ်တဲ့စာတန်ရဲ့အတန်လို့ပြောရမှာသူဆိုပြောတယ်အရေးပြားရှိချင်းမရှိတဲ့ကျွန်တော်တို့ဘုရားလူတွေကိုစိတ်ခေါ်တယ်ဘုရားတတ်နိုင်တယ်ဆိုတာဒါဝိထဲမှာမရှိတာရှင်ပြည်အထဲမှာမရှိဘူးဘုရားတတ်နိုင်တယ်ဘုရားတတ်နိုင်ဒါဝိကလည်းသူ့ကိုယ်တော့ကိုလုံးကမကြည့်ဘူးစိတ်မှုမှလည်းကျွမ်းကျင်တယ်လို့မရှိဘူးဒါပေမဲ့သူကျွမ်းကျင်တာပုံသေးဒါပေမဲ့အဲ့ဒီအပြင်သူဘာလို့တလဲဆိုတော့ဖယားကိုအရန်ချစ်တယ်ဒီပြောဖြစ်တယ်ဒါဝိကအဲ့ဒီအရာကအမျက်ဆုံးဒါဝိသွားတဲ့ဒါဝိကသူ့ကိုမကြောက်ဘူးဘယ်သွားလဲဒါပေမဲ့လူတွေရဲ့ပြင်ဆင်မှုကတစ်ခါမလို့လုံချုံအောင်စေတီဖြစ်အောင်ကျွန်တော်တို့လုပ်ပေမဲ့သူ့အပြစ်ကအရာက comfortable မဖြစ်ဘူး fit မဖြစ်ဘူးအဲ့ဒါကလူရဲ့မြင်လူရဲ့သဘောတဘာဝလူအတွက် safety ဖြစ်အောင်သူရဲ့တဲ့အနေနဲ့ဆုံးရှုံးမှကြောက်လို့သူကာကွယ်အောင်ဆိုတော့သူရဲ့ cellular network ချုံတွေကိုနည်းနည်းဝက်စင်ပုံရတဲ့သူ့ကိုပြင်ဆင်ပေးတယ်သူ့ body ကလည်းမနိုင်ဘူးသူ့အတွက်လည်း fit မဖြစ်ဘူးအဲ့ဒီခါမှာသူဘာလုပ်လဲဆိုတော့ဒီတိုင်းလေးပဲသူ့ရဲ့ဘာလဲလောက်လေးกว่าတယ်ဒီသွားတယ်ဒီကရပတ်ကလည်းဒီနေ့တော့နေကောလီရဲ့ညီကို၄ယောက်ကျောင်းပြောထားတာဖြစ်သူတို့ကလည်းဘုံလုံးကြီးတယ်အားကြီးတယ်ခံတွေကလည်းသုံးပိတာနေတဲ့ဟာတွေသူတို့ကိုင်ပြီးမှသူတို့ကစစ်မှုမှာထမ်းဆောင်နေတဲ့သူတွေဖြစ်ဒါပေမဲ့ဘုရားသခင်ကသူတို့ဘလောက်ပဲခွာကြီးဖြစ်စေဘလောက်ပဲသူတို့ကမလို့နေဣသရေလလူမျိုးတွေရဲ့ရှေ့မှာဘုံလုံးပြပြီးမှသူ့ရဲ့တန်ပလာနဲ့ကျွေးကြော်နေပေမဲ့လည်း
တရားခင်ကိုဘာမှမဒါဝိအသက်တော်မှာဘာမှမဟုတ်ရင်ဖရာအတွက်ဆိုဘာမှမဟုတ်အဲ့ဒါကိုသူပြီးတော့သွားတိုက်မယ်ဆိုတော့သွားတိုက်တဲ့ခါမှာကောင်းရဲ့ကြီးကနေသွားတယ်ဒီပါလေကောင်းဖြစ်ခြင်းခံရတာဖြစ်တယ်ဒီလိုစတုထမှာယေရှုခရစ်တော်စာတန်ကယေရှုခရစ်တော်ကိုဘလို့ဒီနေ့ကြုံနေခံရင်တော့သူ့အားဖြင့်အတိတ်တိုက်ရင်တော့သူ့အားဖြင့်လူတွေမပြောင်းလဲနိုင်ဘူးလို့စာတန်ကတော့သူခံတယ်။ဒါပေမဲ့ဘုရားသခင်ကသူ့အထဲမှာရှိတော့သူကဘုရားဖြစ်တော့သူကတည်ခြင်းတရားကိုနိုင်တယ်။သူကိုယ်တိုင်ဘုရားဖြစ်တယ်။သူကိုယ်တိုင်အားလုံးဝရခတ်တဲ့ကိုလှုပ်ဆောင်နိုင်တယ်ဆိုတာဒီစာတန်ကမသိလို့ပဲသူ့ကိုတိုက်ရင်တော့အောင်ပွဲခံမယ်ပေါ့လူတွေကိုသုံးလို့ခံမှသူ့ကိုဘာလို့ခံလို့တတ်ခံဒါပေမဲ့ယေရှုခရစ်တော်ကိုတည်ခြင်းတရားကမနိုင်ဘူးဟာလေလုယာမနိုင်ဘူးဘာကြောင့်လဲဖယားစကားကိုသူမသိသူကလိုက်နာပြီးတော့သွားတဲ့အခါဖယားပြောစီတဲ့အဖေပြောတဲ့အတိုင်းပဲဟာတဲ့အတိုင်းပဲပြောခိုင်းတဲ့အတိုင်းပဲပြောတယ်လို့ပြောတယ်ယေရှုခရစ်တော်ကဒီနေ့လုံခိုင်းတဲ့အတိုင်းပဲလုပ်တယ်အဲ့ဒီတော့ကျွန်တော်တို့မူပြတဲ့နေရာတိုင်းမှာ ministry မအောင်မြင်ဘူးဆိုတာရှိတယ်။အဲ့ဒါတော့နှစ်တာကလာမှာတွားတဲ့နေရာတိုင်းအောင်မြင်ခြင်းနဲ့တွားတာဖြစ်တယ်။လူတွေကတော့မှအောက်မှာနတ်ဆိုးကိုနတ်ဆိုးကြီးကိုနတ်ကြီးစားကိုသူကမလဲဒီကနေ့ဖြီးပြီးမှပဲလူတွေကိုပြန်ပြီးတော့ဒီနေ့နတ်ဆိုးတွေကိုပြန်ပြီးတော့နောက်ထုတ်တာကြောပြန်အမျိုးပဲကျွန်တော်တို့တက်တာယုံကြည်သူတွေရဲ့တက်တာထဲမှာထုံကြီး၎င်းနဲ့ကျွန်တော်တို့ပြောင်းလဲခါစားတက်တာမှာလည်းလူတွေကပြောနေရပြီကြတယ်အများကြီးတွေတော့ယနေ့ချီတယ်ရှိကောင်းရှိတယ်ဒါပေမဲ့တင်းဖက်မှာဘုရားရှိတယ်ကြောက်စရာအာမင်ဒီကတော့အရာအလုံးကိုသက်ဆွေးတဲ့ဘုရားရှိThe sea couldn't stop Moses. You know, the war couldn't stop Joshua. And the Danji ka bolong dile kayanga nanyanga you go ne wala phin nai lo the giant couldn't stop David. Ba me lo tu ka thi long ba that couldn't stop Jesus. With God, nothing can stop him. ဘုရားနဲ့သူရှိတော့ဘယ်အရာကမှတားလို့အောင်မြင်တော်သူဖြစ်နေကြီးမားတော့ကျွန်တော်တို့တက်တာထဲမှာလည်းချုံချတဲ့လူရှိမယ်။ဟောပြိုပွဲအောင်လုပ်တဲ့လူရှိမယ်။နာမည်ပြောင်းလုပ်တဲ့လူရှိမယ်။ဘာကြောင့်လဲသူတို့ကစာတန်ကသူတို့ကိုသုံးခံသူတို့ကိုတိုင်ဖြစ်ချင်လို့မဟုတ်ဘူး။တခါတလေမှာစာတန်ကသုံးခံလို့ခွင့်ပေးလို့အဲ့ဒီအရာတွေကလုံးဆောင်လာမြည်ကိုကပဲဖြစ်သားမိတွေကတကယ်ချင်းကပဲဖြစ်မဖြစ်ချင်ပေမဲ့မလုပ်ချင်ပေမဲ့ဖြစ်တဲ့အရာတွေကြောက်များစွာရှိတယ်။ဒါပေမဲ့တင်းပြမှာဘုရားရှိရင်တော့အားလုံးကအရာဖြစ်တယ်။တနေ့ကြောင့်ဒီနေ့ကျွန်တော်တို့တက်တာတော့မိမိကိုပြန်ပြောဆင်ခြင်ပြီးပုံတပ်ပါအချင်းနဲ့တော့ဘာသာစေအစံထိုင်ဖို့ဒီလိုတော့ကအကောင်းတဲ့တရင်နဲ့ဘာနဲ့နေလုံးမမီကဟင်းတို့ကအချင်းလို့ကဘာရစံထိုင်ပြစံဒီကဘိုင်ဘာလုံးကအပြီးဆုံးတော့အချင်းနဲ့အစံထိုင်ဖို့ဘာခေါ်ဒီမာမီယူစားနာကိုယေရှုခရစ်နာမတာမာမီခေါ်မာမီဟန်ခေါ်စံထိုင်ဖို့တဲ့အိုးဖို့တဲ့တန်းနာဟလူဟန်နီအကစံခံရအိုးပဲနော်အကချက်ပတင်ခံရအိုးမဲဒီငူးလာရမယူဘန်းလာဟောင်းနီမာမီပချင်းယူထားတယ်ပချင်းယူထားတယ်ငူပါလို့ထားစမ်းကစားကနာပချင်းယူစေ
sa chenol vanse chenol do hin vanse tha sam sa ka hin na ru de ayu lam ring khom ba do ma jum ne tha sam ban ma la ke kong po de arau khan na hu ing da um na da sen ina sen de lo sai chenu ni sai lu lo sai ni de pi sa ko na bi ba khi nga de du su ban thui de big ga i do ma la le nak alen pa kwa no so Ulu ni ulu tum longan di tai ulu tum kai bakal longan ulu tum kuli ulu ngah di sot ada palu ngah asa de asa di tu bina lo ani kita semua de tak mau tika tu idong ko ho so tu di khai ko de so tu sa puyong lo te tu idong ko la so tu sa hai dong ko kha khai ti patang lu kham so ka semua de te ya ma di da ma ni aku ida ko khai lu de kam de sa te dengan pa ta ti mu do dia sa mu de khai ko Tapi nak Yesus Kristus nak ni kita kau dongeng deh. Yesus Kristus deh, hendak. Asal Thai dah, kesat deh, macam. Tapi nak abi ban bangla Yesus Kristus nak, kan apa? Nampak dengan debat na, nejum kata nejum bangla, sendiri, jumlah. Tapi nak, dekat tunggu bandi, kalau kejum Thai pun dikir deh, bola. Mami tu tengin nak bondi. Ba di ta upot na bang khi thai wa ba ban sai ing se ka sam thai pok su ya sam pok tu ya ta bang pok bang khi ni ni yung tu sam ta bang pok khu mun mula tu bang khu mai se chen ding mi thai ni tu sa bom na ta na ta ni ta de ka ji su khi lum ta ba la sai ka asam thai nam ta pe de ka sam mu khu ka kom bui long a sa pung sa khai de ka khai thing de hoi ba la hai long a sa pung sa hai long a pung sa ba ne ma de ka khai thing de apa? Pada itu pun berbeda lah. Boy pa Yesus Kristus. Eka semua ni, tekun tu. Hangin long sen Thai pun po, ada baru sih tu nganak pun. Tulis itu kau ini, sen Thai pun luar sen tak kecil deh. Baik baru baru mana. Jadi kau yang pika keluar deh. Hangga pergi hangga tak berumah itu mana. Terus. Egypt sah deh, kenapa? Egypt sah lalu. Israel itu kita Moses dah crucify. Jadi ngalu ya kan, ini lo kapkan lo pun berpo. Jadi boy pa tinggal Moses kundi. Moses tinggal macam lo orang peribang lah. Moses itu tersayang tinggal. Pilih lo saya lupa. Pilih nak efektif, lo dia saya. Pilih dia tidak efektif, lo saya pun macam. Dia pilih kau efektif. Oh ye ni, asul. Mai balu. Lord. Khap thi khap boleh sa thi apik sakit boleh. Mami ba pada khi ham si dua. Asul. Kedang apa thi? Elong. Mungkin masih kah hero kau. Ada masuk kah? Kami hidup long tak Thai pun long pun ponti. Anu long khalu tu. Egypt khalu tu. Amai Turkey jadi boy pa ni ta mu ba shi tu jadi boy ba ba ko tika Yosua akam ham ta tika Jericho ko ka ba ko ban pang te no tika i ta de ban pang ka mai shi ka thu na i phai de tu rek mai shi tika wol ka ni tin thai ko ma pu ba ka thai ko baru kasi hubay mo kunbo jadi boy pa te do boy pa lo tita asay ham boy bisri ka punta anu ki ka paninga patni ne alen la ol pamda chui cho no asay sa tapi na thui bang chen lo thui bang la te ga sai ni te te ga jin ko ku pui ka vong thu bai bai te vong tu bai thang hi nam san thai pe de boy pa han san David akan lihat sendiri. Dalam Israel itu berbeda itu juga. Sang perang, sang perang itu, lu kok kiki tukang. Kita halkan dulu dia omai. Hingga matulog deh, cingwan, masih ada. Tiap hari dengan mata lo
kaya tu bukan sedang tekan bantah demi tekan kesalon kaya demi lo kaya tak demi kesal lah kau nanti pun lah all that thì koi thì jadi telung ko di bitte ahim se thaya kau kang thaya kang than ni baru ma patien ani khu patien le ani si do ti asung thai pa asung thai patien na sung thai ti apyang sala David ko ding ding khal tu pangam ti David ko Meka pukit ko se baydul pui le hata ani ham na khu khi khu kang hak Để lại bên lúc mà thành xây bá xin tiền sai ngon đi anh em ta phải chen bên lúc mà căng thẳng cũng là không đúng thì chen lúc mà sương thầy thì phiền sao là như vậy amma ka ba ko imuna amma ka sương na khinh nè phải dài găng thì xin hoa để khinh tí để đến để con liệt để dài để con liệt để được tí họ na thì sao prang để Kau Yesus Kristus mami kamu Yesus Kristus apelina ta. Nih belum ada tahu, nih belum ada kan ham itu. Yesus Kristus nggak kan kamu boleh. Yesus Kristus itu kita. Kita apa nih kelas setan nggak belum aku bangde. Apa kau bangde Yesus Kristus? Paham ni? Nih nala ta lom. Ah Yesus. Belum eh. Balik saya. Hina Yesus Kristus kita lomai belum. Yesus Kristus baru sih. Được nên té ta bằng là mà mi đâu biết cái được nên té thì na Jesus Christ dung là khăn ta bằng với con thiên long sen mà mi đâu ta na là đức sự con pung cái đức sự đi được tha thì Jesus Christ pung ngon ba ta thì pung tại sao không kỳ ba đâu à đức là ta cũng đâu ba đâu này thiên sự ba đâu và thiên mà sự và thiên nào mà tập bơi sân thải Juga cuy sampai Israel sah tinggal kalau waktu kambangan tinggal Yesus balik percian rumah balik ke tempat sah oh lebih sekti balik sah Prophet Ezekiel sini Ezekiel balik sah pak dekat khop mana tu sebelum tak dekat khop mana tu dekat khop sana tu all pay Khu đề xa bông xa anh đi cái chén lô anh thuy bằng là mới sai đi là khu đề thô đặc xa bông luôn thi xe lúc các bạn ấy hiến lên cái thân của mình ta hắn hiến là bởi cái quân khám phúc Israel là khám để thì cái ta được có thô sở cái tảng công sở cái đó mà mi có sử dụng từ xa lắm ông ta dừng thái bộ thì có cái nó bén được Chen khang le sung thai khó mà băng hạt nan tông mình gì khang bên lông al mai mà băng lông lên mai sa ding được lông al mai ngồi pa thì lô pa thì thu phải mình mà cái gì khang băng thầm sao mình muốn đặt lúc này không khát này cái gì mà đây mà chen cái gì cũng được đó này chen lo sớm sẽ thay cái tầm khơi sức thay được thiên lô asai thay thì na sưng thay sưng thay để sưng thay cũng là sưng có thiên mà mi không khi được tất cả ngay mông là cũng rồi đâu đó này và bề âm hút của mà tâm này này âm hút bị xí phía rồi đâu có đại này nên ta trồng anh đi phía của trồng đâu ra này chúng tôi cũng tại lẽ nó phim này muốn nó thì này là cái này cái này phim này cái này nó phim đi là cái gì phim là đi là cái gì chúng tôi không thì anh kia chúng tôi thấy tại lẽ chỉ mà sao thì anh kia cũng chuẩn bị hết rồi làm được rồi này tôi đã chỉ chuẩn bị cha là ban đi giáo sinh là thì anh kia cao chỉ là xe thế là để mà nó phim này cũng thì ai khi ai thì tâm này cho của mình rồi thì cho nên bây giờ chỉ này nhất bây giờ mình chỉ nhà đó này là chỉ nên được một masa thì là pa rồi ai thì ai alam ta xuân này rồi ai thì tâm này chỉ của mình cả này Giêsu
ပြုပေးရမှုတွေအတွက်ဘုရားဖရာကျွန်တော်လောကမှာမြောက်များစွာသောလူတွေအတွက်မဖြစ်နိုင်တော့ဘူးလို့ထင်တဲ့အခါမှာဘုရားသခင်ကဖြစ်စေတယ်ဘုရားဘုရားဖရာအမှုပြုခြင်းများအတွက်ကျေးဇူးတင်ခြင်းဒီလိုတော့တဲ့တာနဲ့မှာတလကောင် physically mentally spiritually ဒီကနေ့ကျွန်တော်တို့ကိုယ်ကရကြီးထွားခြင်းမှာဒီကနေ့တာမန်ပြည့်ပြည့်နေတဲ့အရာတွေတားဆီးနေရှိများတော့လေယေရှုအားဖြင့်အဲ့ဒီအရာတွေကိုရှင်ဖြတ်ပါတယ်ယေရှုနာမတော်အဖြစ်အောင်မြင်ခြင်းကိုပြင်ဆင်ပေးခြင်းဆိုချင်ဝိညာဉ်ရမှာတလကောင်ဒီနေ့ကျွန်တော်တို့ရဲ့ဒုတိယလမ်းကြောင်းတွေပိတ်ဆို့နေတဲ့နတ်ဆိုးရဲ့လုပ်ရပ်တွေကိုတလကောင်ယေရှုနာမတော်အဖြစ်ခြင်းဖြတ်ပါတယ်ပါကျွန်တော်တို့စိတ်နှလုံးထဲမှာဖြူစင်သောနှလုံးသားဒီနေ့ကြောင့်နှလုံးသားကိုအတန်လုံးသားကကိုပြင်ဆင်ပေးပါဒီနေ့မယုံကြည်ခြင်းနှလုံးသားကိုယုံကြည်ခြင်းနှလုံးသားထည့်ပေးပါပါယေရှုအားဖြင့်အရာအလုံးကိုသဆွနိုင်တယ်ဒါတော့ယေရှုခရစ်တော်ကိုယုံကြည်မှကျွန်တော်တို့အပင်ကြီးကလည်းလွတ်မြောက်မှာဖြစ်ပါတယ်ထာဝရအသက်ကိုရရှိမှာဖြစ်ပါတယ်ဒါတော့မယုံကြည်ကြပါနဲ့ယေရှုခရစ်တော်ကိုမိမိရဲ့ပင်ပန်းခြင်းဖြင့်လက်ခံကြပါလေကျွန်တော်တို့ကိုအုပ်စုပါပါဒီကနေ့တရားစိတ်တန်တက်တာကိုယ်လက်တော်သူပြန်လို့အနံ့ပါလေလူမတတ်နိုင်တဲ့ဘုရားကိုယ်တတ်နိုင်တဲ့ကိုယ်ကပါဒီလေဘုရားရဲ့တာဘုရားရဲ့ကျွန်းသူရကုတလကောင်ယေရှုနာမတော်အကောင်းချီးပေးဒီနေ့နယူးဇီလန်မှာကြာနေတဲ့ဒီသားရဲ့မျိုးသမီးတာမီတွေကတလကောင်ယေရှုနာမတော်အကောင်းချီးပေးတဲ့တော့အနန္တဒီလိုအစ္စလာမ်နေတဲ့ကာလပတ်လုံးမှာကိုယ်ကာယရဲ့အကြောင်းမှာချင်းရဲ့အကြောင်းမှာချင်းတဲ့ကောင်စလေပရလာပြပူဆောင်ပေးပါသူတို့ပါဝင်နေတဲ့အသင်းတော်မှာတလကောင်စလေပရလာပြပူဆောင်ပေးပါဒီသားဒီလိုကောင်သူပါဝင်မဲ့အသင်းတော်ကိုဘုရားဖျားပေးတော်မူပါလူတွေကဆိုင်ဆောင်တဲ့ပါဝင်ခြင်းမဟုတ်ပါစေနဲ့ဒီနေ့လူဦးရေများလို့နေတော့ပါဝင်ခြင်းမဟုတ်ပါစေနဲ့အမျိုးပေါ်လို့ပါဝင်ခြင်းမဟုတ်ပါစေနဲ့သူကိုဒီအော်စီကိုရောက်ရှိစေလို့ပြောင်းလာစေတဲ့သူပါဝင်မဲ့အတင်းတော်မှာအလင်းစားဖြစ်တဲ့တုံတော်ခံပါသူ့အထဲမှာထည့်ပေးတဲ့သူ့အထဲမှာရှိနေတဲ့ယုံကြည်ခြင်းသူ့အထဲမှာရှိနေတဲ့နှုတ်ကပတ်တော်စားတွေကိုပြန်ပြီးတော့ဘုရားဖြန်းစီပါကူးဆက်စီပါသူတို့ဘာကိုအနာတပြန်ပေးပါစေအလင်းကိုပြန်ပေးတော်သူဖြစ်ပါစေပါဝင်တဲ့ပြီးတော်ဒီမှာတော့ကောင်းချီးပြီးတော့ကောင်းချီးမင်္ဂလာဖြစ်စေတဲ့ကျေးဇူးချီးမွမ်းတယ်ဘုရားရတာအမောင်တို့မိသားစုကိုတလကောင်းဒီနေ့ MTC မိသားစုမှာပါဝင်ခြင်းကိုပြင်ဆင်ပေးတဲ့ကျေးဇူးချီးမွမ်းတယ်ဒီနေ့သူတို့ရဲ့မိသားစုလုပ်ငန်းကံရအားလုံးသူတို့နေရောကလေးတွေဘုရားကိုရောပြည့်တဲ့ကောင်းချီးမင်္ဂလာကိုရောကတိတော်ပြည့်စုံစေတဲ့ကျေးဇူးချီးမွမ်းတယ်အာဒါမေဝါကိုပြောထားတဲ့ကတိတော်ဝါများဖို့ဘုရားကောင်းချီးပေးထားတယ်ဒီနေ့ကိုအောင်လို့မိသားစုလည်းဒီနေ့တာမီးရောက်ပြင်ဆင်ပေးရတဲ့ကျေးဇူးချီးမွမ်းတယ်ကိုရောစီကလာတဲ့အမှုရတာတွေဖြစ်တဲ့ကျေးဇူးချီးမွမ်းတယ်စလက်လမ်းပြပေးပါလုံငန်းကရရှိတဲ့ကောင်းချီးပေးတယ်ကိုကာရတဲ့ကျေးဇူးတွေဒီအောင်ကလေးရှိတဲ့ကောင်းချီးပေးတယ်နဲ့ MTC မိသားစုများအားလုံးဒီနေ့ပါဝင်နိုင်တဲ့သူတွေရှိတဲ့ကောင်းချီးပေးတယ်ဒီနေ့မပါဝင်နိုင်တဲ့ဒီနေ့ကိုမြင်နိုင်လို့မိသားစုကိုတလည်းသူတို့ရောက်တဲ့နေရာမှာဒီရှိတယ်မှာကောင်းချီးပေးတယ်ဒီနေ့ဂျာမာလို့ဖြစ်စေဂျာမာလေးဖြစ်စေဒီနေ့အိမ်မှာနေဒီနေ့နားနေတဲ့သူတို့ယေရှုရဲ့ကောင်းချီးပေးတယ်ဒီနေ့ရှိပိုင်းမှာဒီနေ့ရောက်ရှိနေတဲ့လူကြီးနဲ့တာလေးတန်ကြီးဆိုင်ကိုတော့ယေရှုရဲ့မှာကောင်းချီးပေးတယ်သူတို့ရဲ့ဝိညာဉ်များအားလုံးကိုတော့နားပြဖို့ပို့ဆောင်ပေးပါဝေကပေးပါဘုရားဘုရားတို့အကောင်းဆုံးသောဘုရားဒီ MTC မိသားစုမှာတာမီးတွေယူနီတဲ့နေကြတဲ့တာမီးတွေခရစ်ကလေးကိုပြဟိုက်စကူးတဲ့ကြတဲ့တာမီးတရားစေတိုင်းကိုတော့ဒီနေရာနဲ့ကောင်းချီးပေးနေတယ်အနန္တဒီ
ကျောင်းသားကျောင်းလာဘတ်နဲ့ဖြစ်စီထားနေဖြစ်စီချစ်ချင်းလမ်းချောက်ပြီးဖြစ်စီဒီကပရဏာပြန်ပြီး small business နဲ့ရှိလို့ကောင်းချင်တယ်ဒီနေ့စစ်စစ်စားလေးဆုံးတိုင်လို့တော့ကောင်းလိုင်းကဥဆောင်ပြီးကြီးစွာချင်တယ်နည်းနည်းပြန်လုပ်ငန်းတရားတွေကျွန်တော်လုပ်ငန်းတွေကျွန်တော်ပြန်လုပ်လို့ရမှာဖြစ်တဲ့အတွက်ကြောင့်ကာမောင်းတဲ့နေရာမှာဒီကရပတ်တာလို့ပို့ဆောင်ပြီးလို့ဒီနေ့ Monday ယေရှုကိုကောင်းချင်တယ် Tuesday ယေရှုကိုကောင်းချင်တယ် Wednesday ယေရှုကိုကောင်းချင်တယ် Thursday ယေရှုကိုကောင်းချင်တယ် Friday ယေရှုကိုကောင်းချင်တယ် Saturday ယေရှုကိုကောင်းချင်တယ် Sunday ယေရှုကိုကောင်းချင်တယ်အဲ့ဒီနေ့ရက်တိုင်းမှာကိုရောမပိုင်မဖြစ်ဘူးကိုရောပါမှသာကျွန်တော်တို့ကိုယ်ကာယကြမ်းလာတယ်အိယာကလည်းထားတယ်ဘယ်လိုကားမောင်းနိုင်လဲတွာလာနိုင်တယ်ထောက်ရှာနိုင်တယ်ကိုရောရဲ့ဂျေဇုကျွန်တော်တို့အတွက်လို့ Your grace is sufficient for us. Thank you, Lord. Thank you. ဒီနေ့စီစဉ်စားတဲ့ဆုံးတာပို့ဆောင်ပြီးတော့ယေရှုဘုရားနာမကိုယူပြီးဆုတောင်းစကားပါပါဗျာခင်အာမင်